Hello မင်္ဂလာပါကြည့်လိုက်အောင်ဒီခါတော့မွန်းညိုပါလေလုတ်ပြသွားမလဲပေါ့ဒါပေမဲ့ငါနင့်ကိုဆင်ပေးထားတယ်လက်စွပ်နှစ်ကွင်းတော့ငါ့ကိုပြန်ပေးခဲ့ဟောအေးဆောစီဝေးလာလက်ကိမကောင်းမွန်းညိုမောင်လေးဟိုကဒါကိုမွန်းညိုရောလားမဟုတ်တယ်ဗျာဒါကိုမွန်ညိုရွာဗျသူ့အိမ်ဘယ်နားမှာလဲသိလားတို့ရဲ့ဒီဘက်ချမ်းမှာအော်အမောင်လည်းပြောပြလာတယ်ဟုတ်ကဲ့လည်းမောင်လေးနေအလားကောင်းဝင်မဲ့အခါနှောင်းသွားကြီးရအလမ你ရက်ဆက်လိုက်တာဟာ ဒီတော့ကြည့်နော်တော့ကြည့်ချက်ပါကြီးရ你ရက်ဆက်နေအလားကောင်းဝင်မဲ့အခါနှောင်းသွားကြီးရဟာကြိုက်သွားပြီ你ရက်ဆက်လိုက်တာဟာနင်ပြောတော့3လပြည့်ငါ့ကိုရွာလာခဲ့လို့ပြောရတယ်လေအဲ့ဒီ3လရတော့မှနင်သက်သာရှိငါ့ကိုမစောင့်နိုင်ဘူးလား3လတိတိတစ္ဆာရှိရှိနဲ့ငါစောင့်နေပါသေးတယ်ဟာအလငါအလုပ်ကျန်းရလည်းမလုပ်နိုင်ဟာစာရေးတောက်ရလည်းအဆင်မပြေတော့သူကငါလုတ်ကြွေးမယ်ဆိုလို့ငါသူ့ကိုယူလိုက်ဟာဟေးဘောသူဘလာနဲ့ဆိုတော့ဘယ်လိုနိုင်ပါမလဲကွာအေးပါကွာနားလဲပေးလိုက်ပါတယ်အကောင်မလေးကအခုမှလှုပ်ကြွေးတာပါငါနင့်ကိုရန်ကုန်မှာ3နှစ်3မို့လှုပ်ကြွေးခဲ့တာနင်မသိဘူးလားယေရှုရှင်ကျေးဇူးတယ်ပဲပြောတရေပေါ်အိပ်ပြီးတရေနာအောင်ငါစားခဲ့တယ်ပဲပြောငါတို့နှစ်ယောက်ကပေါင်းဖက်လို့မရတော့နေပြန်มาတော့ဟာနေရန်ကုန်ပြန်มาတော့အေးပါမဖြစ်နိုင်တော့ဘူးဆိုလဲငါပြန်ပါမယ်ဒါပေမဲ့ငါနင့်ကိုဆင်ပေးထားတယ်လက်စွပ်နှစ်ကွင်းတော့ငါ့ကိုပြန်ပေးခဲ့ဆိုရှယ်ရီကွယ်လာကွယ်ဆိုရှယ်ရီကွယ်အဲ့ဆိုငါသွားပြီနော်မတိလိုက်ငါတိလိုက်ပြီငါ့ကိုဘောင်ချတွေပေးမထားဘူးဆိုတဲ့ဟိုကသူကပြန်တောင်းခြင်းလို့ရပါတယ်ဟာယောက်ျားမှန်တာရှိပါတယ်ကိုညိုကလည်းဗျာအမကြီးတနာပါတယ်မဖြစ်တာလို့လမ်းခွဲလိုက်ရတာပေါ့အဲ့လေဟာပြောရမှာအားနာတယ်ဗျာချုပ်ကလာတုံးစားမရဆော်ရမ်းကြည့်တယ်နော်ကိုညိုဘာလို့ဆော်ကြည့်နေလဲကျွန်တော်ဒီကနေ့ပဲရှိပေးခဲ့ုံလေးကိုရဲ့ငါမှစော်ကြည့်သေးရှိတယ်မင်းတို့လိုချင်လို့လားလိုချင်ပေးမယ်ဗျာဒီထက်မှစော်ကြည့်သေးရှိတယ်ခါလိုက်ရတာကွာချုပ်ကလာတုံးစားမရဆော်ရမ်းကြည့်တယ်နော်ကိုညိုဘာလို့ဆော်ကြည့်နေလဲကျွန်တော်ဒီကနေ့ပဲရှိပေးခဲ့ုံလေးကိုရဲ့ငါမှစော်ကြည့်သေးရှိတယ်မင်းတို့လိုချင်လို့လားကဲလိုချင်ပေးမယ်ဗျာဒီထက်မှစော်ကြည့်သေးရှိတယ်ရောက်လဲကွာပြရစေးလားပါလားအိုးတောင်ညာပိုင်းနေပြည့်ပါလားဟာကြောင့်ကိုကြီးနေအောင်ပါရဲ့ဆက်စပ်တော့တောင်ညာပါလိမ့်ပြန်